ရှင်လဲကွဲရမှာပဲတေလဲကွဲရမှာပဲจิตအာနန္ဒာ25နှစ်တိုင်တိုင်းတဘဝမှာမခွာမင်းငါကိုပြုစုလှုပ်ကြွေးခဲ့တာတယ်မင်းအာယုံပြန်ပြုတော့နောက်ဆုံးတော့ဟေးတရားအားထုတ်ပြီးနေဖို့အာနန္ဒာမကြာမီပြီမှလဲမင်းဟာယဟန္တာဖြစ်ပါလိမ့်မယ်တဲ့ဘုရားကိုယ်တိုင်မိန့်တော်မူသွားတာအာနန္ဒာဟာလေမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့အချိန်ထိသောတာပန်ပဲဖြစ်နေသေးတယ်။ဘာဖြစ်နေသေးတာလဲ။ယဟန္တာမဟုတ်ဘူးအာနန္ဒာကသောတာပန်ပဲဖြစ်နေသေးတယ်။ဒါကြောင့်သူမို့လား။အဲ့ဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကအာနန္ဒာကိုမနေနဲ့မင်းတရားအထုတ်မကြာမီမှာမင်းယဟန္တာဖြစ်လိမ့်မယ်လို့အဘိဓကပြောကြ။အဘိဓကပြောကြတော့မှသောကတွေငြိမ်လို့သောကတွေငြိမ်သွားတဲ့အခါကျတော့မှအာနန္ဒာကထပ်ပြီးတော့လျှောက်တယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဟောဒီမျိုးသိမျိုးငယ်လေးဖြစ်တဲ့ကုသေနာယုံမှာရှင်မရပြိဋိဘံမဆာမနဲ့ဘုရားတပည့်တော်တို့သာဝတိပြန်ကြရအောင်ဟောဒီမျိုးသိမျိုးငယ်လေးမှာရှင်မရပြိဋိဘံမဆာမနဲ့တပည့်တော်တို့သာဝတိကိုဖြစ်ဖြစ်ရာတကြိုးကိုဖြစ်ဖြစ်ပြန်ကြရအောင်လားမြတ်စွာဘုရားအဲ့ဒီလိုမြတ်စွာဘုရားကိုလျှောက်တော့မှဘုရားရှင်ကိုတော်မြတ်ကစေတအာနန္ဒာဒီနေရာဒီဒသကုတ်သိနာယုံကိုမင်းကမျိုးသိမျိုးငယ်နေလို့မထင်ခဲ့နဲ့တစ်ချိန်တော့ငါဟောဒီကုတ်သိနာယုံဟာမဟာတုထတနာမျိုးတော်တဲ့ဗာမျိုးတော်တဲ့မဟာတုထတနာမျိုးတော်ကြီးဖြစ်ခဲ့ဘူးတဲ့ဟောဒီမဟာတုထတနာမျိုးတော်ကြီးမှာငါကစัจ जा မင်းကြီးဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့အေးစัจ जा မင်းကြီးဖြစ်ဘူးတယ်လို့ဆိုပြီးတော့အဲ့ဒီမှာမဟာတုဒ္ဒတနာသုတ်တန်ကြီးကိုဘုရားရှင်ကိုရောမြတ်ဒီမမောနိုင်မပန်းနိုင်ခေါ်တယ်ဘုရားကြီးစัจ जा မင်းဘုရားကအကြောင်းလေးတာကြီးယရဏမိဘယယရဏအကြောင်းလေးအဲ့ဒါတွေဟောလို့ပြီးတဲ့အခါကျတော့မဟာတုဒ္ဒတနာသုတ်တန်ကြီးဆုံးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကစေတအာနန္ဒာမန္လမင်းတို့ကိုငါပြိဋိဘံစံမဲ့အကြောင်းမင်းသွားပြီးတော့ပြောပါကွာတော်နေကြသူတို့မသိလိုက်ရဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်မိန့်တော်မူတဲ့အခါမှာအာနန္ဒမထေရသူများကအဖော်ယဟန်တပါးကိုခေါ်လို့ကုသေနာယုံမြို့တွေကိုဝင်သွားပါတယ်ကုသေနာယုံမြို့တွေကိုဝင်သွားတဲ့အချိန်မန္လာမင်းတွေကလည်းမင်းခွန်းမှာစီဝေးဝဲကျင်းပနေတဲ့အချိန်တဲ့သွားတိုးတာတတ်တိုးတဲ့အခါကျတော့အဲ့ဒီမှာအကျိုးကြောင့်နေအကုန်လုံးပြောပြတာဘုရားရောက်နေပြီမန္လာမင်းတို့ရဲ့အင်းကြီးရကုံမှာပရိနိဗ္ဗာန်စံလိမ့်မယ်အဲ့ဒါဘုရားလာပြောခိုင်းလို့လာပြောတာလို့ဆိုတော့အဲ့ဒီမှာလူကလူဆုံကိုစီဝေဝဲညီလာခံကျင်းပနေတဲ့အချိန်ဆိုတော့ဟာဘာမှမပြောနဲ့မန္လာမင်းတွေကမိဘုရားတွေကရင်ပါစီတီငိုကြွေးပြီးတော့ဟဲ့ဘုရားပရိနိဗ္ဗာန်စံတော့မပူးလိုက်ရမဖြစ်ရအောင်သွားကြဆိုဆိုပြီးတော့ပရိသတ်ရေအဲ့ဒီ